တို့ကိုပြောခဲ့ပြီးဝိနည်းဆရာတို့ရဲ့စစ်ဆေးကြတယ်မှန်ပါဗျာစစ်ကမှာသူတို့ဒီအချက်၄ချက်နဲ့အောင်စင်းထုတ်ပြန်တယ်နံပါတ်1ရှင်ပြရဲ့တရားအပြည့်နာစာမရှိပါမှန်ပါဗျာနံပါတ်2ရိုးရှင်းတဲ့လွယ်ကူတယ်ဟုတ်ပြီနော်ပျက်စီးသွားမှာပျောက်သွားမှာစိုးရိမ်တယ်အဲ့ဒါသူတို့ head ကိုထိသွားတာတန်တရားနဲ့စစ်တာဒီကိုတော့လဲနောက်လာတဲ့မောင်ပလဲဒိုင်းဝင်နဲ့ကဲဆိုပြီးတော့စစ်ဆေးတာကြိုးစစ်ဆေးတာဘယ်သူမှမတိုင်ဘာလဲခုသူတို့ဟိုပစ္စည်းမြောက်တေးကြမှာဟုတ်ပြီနော်ကြိုးစစ်ဆေးတာဒါပေမဲ့သူ head ကိုထိသွားတော့တာထိတာရမှန်ပါဘာလို့ဆိုတော့ဒီလမ်း၃လမ်းမှာဒီလမ်းကိုသူတို့လဲရှာနေကြတာရှာနေကြတယ်မှန်ပါဟိုဘက်လမ်းကတကယ်တော့ရှေ့ကြတယ်နောက်ပြီးတော့ A to Z ကိုသွားတယ်လမ်းဒီဘက်ကဒိုလန်က Z ကနေပြန်သွားတယ်လမ်းပြန်သွားတယ်လမ်းမှန်ပါဗျာ Z ဆိုတဲ့သစ္စာလေးပါသူတို့က A ကနေ Z ကိုသွားတာတို့က Z ကနေပြီးတော့ဆရာက Z ဆိုတဲ့လေးပါပြလိုက်တော့ Z ကိုပွားလိုက်တော့ Z ကိုတွေ့သွားပြီးတော့ပွဲပြီးသွားတာ Z ထဲက A to Y T ကပါပြီးသားA to Y T သစ္စာတရားကြီးပါပြီးသားမှန်ပါဗျာပါပြီးသားအဲ့တော့ဒီ Z ကိုပွားမနေတဲ့သူကရှာသွားတယ်လမ်းရှာသွားတယ်လမ်းပါအဲ့ဒီလမ်းကိုသူတို့သိလိုက်တဲ့အတွက်ကြောင့်ပြည့်စည်သွားမှာပျောက်ကွယ်သွားမှာအလွန်ဆိုးရင်ပါတယ်မှန်ပါဗျာဟုတ်ပြီနော်နောက်ပြီးတော့ကြောင်းတိုက်ကြီးတီထောင်မှာတပည့်တွေမွေးပါမှန်ပါဗျာဒီတစ္ဆာလေးပါလိမ့်မဖို့တရားဟောမပြည့်စည်အောင်လို့မှန်ပါဗျာဒါပေမဲ့တို့ဟာကိုမြတ်စွာဘုရားရှင်ပြောသူတကြောင်းဒီတော်ခီကိုနှစ်ပါးမသွားနဲ့ဓမ္မဒုဒခီသွားကြတကြောင်းဒီတော်ခီကိုနှစ်ပါးမသွားနဲ့ပြီးတော့မြတ်တော်အချင်းဖြစ်တဲ့တစ္ဆာလေးပါကိုပြကြဒါကကွက်ကြီးဖြစ်တော့တာမှန်ပါဗျာတဏှာ9ရက်တဏှာ9ရက်တဏှာ9ရက်မမူလစစ်လေထားခဲ့တဲ့စာဆောက်တွေထားခဲ့တော့ပြန်သွားတော့တာပြန်လာတယ်မှန်ပါဗျာပြန်သွားတော့တာဟိုပြန်သွားတယ်တို့တင်းကိုကြောင်းတဲ့ကြီးတွေဒီဝါတွန်းတဲ့ဒီလိုပဲမှန်ပါဗျာဝါပါလေဒီလိုပဲမှန်ပါဗျာကျန်တွင်းတဲ့ဒီလိုပဲမှန်ပါဗျာဟောဒီတော့ဒီအိုရအိုးမလာနိုင်အဲ့တော့ဒီဟာကပိုပြန်သွားတော့တာပိုပြန်သွားတာသူတို့ဟာတို့မသိတဲ့အချိန်မှာပဲဒါကိုသူတို့ကဒီဟာကပဏိတဘောဇင်ဖြစ်တဲ့အတွက်ကြောင့်ထပ်ပြီးတော့ဝေငှတော့တာမှန်ပါပြီးတော့နံပါတ်၄ချက်ကသူတို့ဗာပြောလို့ဆိုရင်အရှင်ဘုရားတစ်နှစ်ကိုတစ်ခါတော့ပြီးတော့ပေးပါဒီကြားထဲမှာလွတ်သွားလို့ရှိရင်တပတ်ကြိုပြီးအကြောင်းကြံရပါတယ်မှန်ပါဗျာတပြီးတော့ကြောင်းတက်ပြီးဒါကလူရှိတယ်သူတို့လည်းပဲဝိနည်းဆရာတော်တွေပေးခဲ့ကြွန့်ပါလဲ6ချတဲ့ဆိုရင်60ကျော်90ကျော်80တာနီးလာကြပြီမှန်ပါဗျာသူတရားနဲ့သူလည်းရှိပါပဲသူတို့တရားနဲ့သူတို့ခုနကနောက်ဆုံးပြီးဝါတွင်းကာလမှာဥပုပ်နေတော့သူတို့တန်းသူပေးနေကြပါပဲမှန်ပါဗျာပေးနေကြပါပဲဟုတ်လေကိုဒီဟာလေးကနေကိုဆွဲနေသူကတော့မဟုတ်ဘူးမိုးကုတ်မာစီတဲရင်မရှိဘဲတော့မြတ်စွာဘုရားတက်တော်တစ္ဆာ၄ပါးဒီတစ္ဆာ၄ပါးပဲသူဥထိတ်ခိုက်တဲ့အတွက်ကြောင့်တို့ကိုပင့်တော်တာမှန်ပါဗျာဒီတစ္ဆာ၄ပါးကိုပြောနေတဲ့ဒီခုနကတော့ကိုကတော့သူပိုင်းဦးနီးရပေါ့အဲ့တော့စာကနာကိုပြောတဲ့ပုံကိုတယောက်ကပြောတဲ့အတန်ကိုသူကြားချင်တယ်မှန်ပါဗျာကြားချင်တဲ့အတွက်ကြောင့်ဒါကြောင့်တပတ်တော့ကျိုးအကြောင်းချင်ရပါတယ်သူကဂုံထုနဲ့အောင်ခဲ့ပါတယ်လို့ဒီဝိနည်းဆရာဆရာရဲ့တကယ်ကိုသူမှားခဲ့တဲ့ဒီချိန်မှာသူပြောမှာပါမှန်ပါဗျာပြောမှာပါခုနကတို့ကသူတို့စစ်ဆေးတဲ့အခါမှာလဲတို့ကသိတာမဟုတ်ဘူးသူတို့အခန်းကိုရီးယားရောတရားဝဲချင်းပါပြီးစစ်ဆေးတာဆိုတော့ဒီဘက်ကတို့ဥပပါလေအဝိဟာအဆုံးဖြတ်ဖို့အကျင့်အဆုံးတော့ရဲတင်ပြောတော့တာမှန်ပါဒါကြီးပါပါတယ်ဒါမပြောလို့မရဘူးကိုကအမှုံမွားကိုအရေးကြီးဆုံးပွားများခိုင်းတော့ဒီအမှုံမွားမြင်လို့သင်္ကန်းမွေလို့ရှင်ပြီးမှဆိုတာလေအစွဲရှိနေတာအဲ့ဒါကိုပြီးချောင်းကိုကပြောရတာဒါကိုသူကဒါကိုပြောတခုခုညှိမယ်ဆိုရင်သူပြောမှာမှန်ပါဗျာတခုခုညှိမယ်ဆိုရင်ပြောမှာမှန်ပါဗျာခုနကခေါင်းထိကိုညှိတယ်ဆိုရင်ပြောမှာဗျာပြောပါဟုတ်ပြီနော်တော့နောက်ဒီလမ်းသုံးနဲ့ရှိတယ်ဆိုရင်ဟာသူပြောမှာလမ်းသုံးနဲ့မဟုတ်ပါဘူးဘလို့ပါလို့သူပြောမှာဒီကရနာပါညာနော်ပြောမှာအဲ့လိုအပြစ်အနာစာရှိပါဘူးမှန်ပါဗျာ